အားလုံးပဲမင်္ဂလာပါနော်ဆိုတော့အခုကျွန်တော်တို့ပြောရမယ့်အရာကကျွန်တော်ညတိုင်းလို့ဖရာသခင်ရှိမှဆုတောင်းတဲ့ခါမှာကျွန်တော်တို့ရဲ့ချင်းပြည်နယ်လွတ်မြောက်ဖို့ကျွန်တော်တို့ရဲ့ချင်းလူမျိုးတွေအားလုံးထဲမှာဖရာကကောင်းကြီးပေးတဲ့သူတို့ရဲ့ဆုတောင်းတန်နားညောင်းတဲ့လူမျိုးရှိပါတယ်ဒီလူတွေအတွက်ဖရာသခင်ကကျွန်တော်ရဲ့တက်တာထဲမှာနှုတ်ကပတ်တော်ပေးတာရှိပါတယ်ဒါတော့ခမရတို့ကျွန်တော်တို့ခမရတို့လက်ခံမခံလက်ခံချင်းခံမခံချင်းနေအဲ့ဒါတော့ခမရတို့အပိုင်းပဲဒါတော့ကျွန်တော်တို့ဖရာသခင်ကနိုးစော်တဲ့အရာပြောခိုင်းတဲ့အရာကိုပြောဖို့ကငါတို့ရဲ့တာဝန်နော်အမှန်တရားကိုပြောဖို့ကငါတို့တာဝန်ပဲဆိုတော့ခဏလေးစောက်ပေးပါဦးနော်ခဏလေးစောက်ပေးပါဦးတို့ချင်းလို့လည်းပြောမှာဖြစ်တယ်ဗမာလို့လည်းပြောမှာဖြစ်တယ်နော်ဆိုတော့အဲ့ဒီအခုဖရာသခင်ကဘယ်လောက်ထိတောင်မှအလုတ်လုတ်လဲနော်ဖရာသခင်ကဘယ်လောက်ထိတောင်မှလူတွေကိုသူ့ပေါ်မှာဆူတောင်းတဲ့လူတွေဖရာကိုအားကိုးတဲ့လူတွေကိုဘယ်လောက်ထိဖရာသခင်ကသူတို့နဲ့အတူပါရှိလဲဆိုတာတကယ်အရေးကြီးတယ်ဘာညာလာမလုံးနဲ့လောကစကြောဝလာတစ်ခုလုံးကိုဒီလိုထိန်းချုပ်တာပညာရှိတွေအကုန်လုံးနော်ဒီလောကကိုထိန်းချုပ်တာဖရာသခင်ဖြစ်တယ်ဒါကြောင့်မလို့ဒါကတော့ခရိယန်တွေနဲ့လွဲလို့တခြားလူတွေကတိမှာမဟုတ်ဘူးကျွန်တော်ပြောတာခရိယန်တွေအတွက်ပဲကျွန်တော်ပြောတာဖြစ်တယ်နော်ဒါခဏလောက်ဒါခဏလောက်ဒီဟာကိုများ share ပေးကြပါနော်များ share ပေးကြပါဒါအရေးကြီးတဲ့ကိစ္စကိုကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့ဖရာသခင်ဟာဒီလူမျိုးတွေကိုဘယ်လောက်ထိကောင်းကြီးပေးတယ်လဲဆိုတာကိုကျွန်တော် prophet အနေနဲ့ကျွန်တော်ဒီနေ့ပြောမှာဖြစ်တယ်ဒါတော့ဟာနေကဘာဖြစ်တယ်ညာဖြစ်တယ်ဘာရညာရလာမလုံးနဲ့နော်ဆိုတော့အားတို့တွေအမှန်တမ်းပြောတာနားထောင်ချင်းထောင်မထောင်ချင်းနေအဲ့ဒါတော့နေ့အပိုင်းပဲဆိုတော့ဟေရှာယအခန်းကြီး55နော်ဟေရှာယအခန်းကြီး55မှာဖရာသခင်ကဒီလူမျိုးတွေအတွက်ပြောတယ်နံပါတ်1ဆာလံအခန်းကြီး61ထဲမှာပြောတာဖြစ်တယ်နော်ဒါကိုကျွန်တော်အနေငယ်ပဲကျွန်တော်ဘာလဲဒီအနေငယ်အတွက်ပဲဖတ်မှာဖြစ်တယ်ဆိုတော့ဒါတော့ဘာလဲဆိုလို့ရှိရင်နော်ဒီမှာဇုံမီဖြစ်ပါတယ်နော်ဇုံမီအာလန်ကျွန်တော်ရှိမှရောက်လာပြီဆိုတော့ဒီဟာဘာလဲဆိုလို့ရှိရင်တိဒီမ်လူမျိုးထဲမှာဇုံမီတွေဟာခင်ဗျားတို့ကောင်းမှတ်ထားချင်းလူမျိုးတွေထဲမှာအမျိုးလိုက်ဘာလိုက်ညာလိုက်အမျိုးအများကြီးရှိတယ်ဒါတွေကဘယ်လိုပြောမလဲခရိယာန်နေပဲခရိယာန်ပဲအချင်းတောင်မှမတူဘူးဆိုတော့အခုတိဒီမ်ဇုံမီတွေကိုကျွန်တော်ပြောတာနော်တိဒီမ်ဇုံမီတွေကအစာရှောင်နဲ့ဖရာသခင်ရှိမှဆူတောင်းနဲ့အစာရှောင်နဲ့ဆူတောင်းနဲ့အစာရှောင်နဲ့ဆူတောင်းနဲ့နော်ဘယ်လောက်ထိအစာရှောင်ဆူတောင်းတယ်လဲဆိုရင်ဖရာသခင်ကသူတို့ရဲ့သားသမီးဆွေစဉ်မျိုးဆက်တွေကိုနော်အများကြီးဘင်ဇမင်အမျိုးတွေကဲ့သို့သူတို့ကိုပွားများစေတယ်ဒါကျွန်တော်တို့ဝိညာဉ်နဲ့မြင်တာဖြစ်တယ်ဆိုတော့နံပါတ်2ချက်မှာဗာလဲဆိုလို့အယမ်းမဲ့အစာငတ်ပြီးဖရာသခင်ကိုတော်တော်လေးအစာငတ်ပြီးတော့မှအယမ်းမဲ့
သူတို့ဆူတောင်းတာဖြစ်တယ်ဆိုတော့ဒီအရာကနှုတ်ကပတ်တော်ကဟေရှာယ55အပိုင်းညာဟေရှာယ55နော်ပြီးတော့ဆာလံ61အကုန်လုံးဖျားသခင်ကသူတို့ကိုနော်ကောင်းကြီးပေးမှာဖြစ်တယ်ဒီမှာကြည့်ဇက်အာနော်အာလန်ဒီမှာဒီမှာဇက်အာလန်နော်ဆိုတော့ဒီမှာဒီဟာကိုခြုံပြီးတော့မှကျွန်တော်တို့နော်ဒီမှာဒီလိုဒါဖျားသခင်ကောင်းကြီးပေးတဲ့ကျွန်တော်တို့ချင်းလူမျိုးတွေထဲမှာ ZRA တည်dim လူမျိုးဖျားသခင်ကသူတို့ကိုကောင်းကြီးပေးတာဖြစ်တယ်ကျွန်တော်တို့ချင်းလူမျိုးတွေထဲမှာနံပါတ်1ဦးဆုံးတမန်ကျမ်းစာရောက်လာတယ်နှုတ်ကပတ်တော်ကိုဝန်ခံတယ်ပြီးတော့တမန်ကျမ်းစာကိုရှေ့ဦးစွာကင်ပြီးတော့မှနှုတ်ကပတ်တော်ကိုဝန်ခံပြီးတော့မှဖျားသခင်ကိုဆွဲမြဲဆွဲကင်တဲ့နံပါတ်1မရာလူမျိုးတွေဖြစ်တယ်ချင်းပြည်နယ်မှာအခုကမရာလူမျိုးတွေတောင်မှကြော်ပြီးတော့မှဖျားသခင်ရဲ့နှလုံးသားကိုလှုပ်ခါပြီးတော့မှဘယ်လိုပြောမလဲရောက်တဲ့နေရာတိုင်းမှာကောင်းကြီးခံစားနေကြတဲ့တိဒီမ်ဇုံမီတွေ ZRA တွေအားလုံးကိုနော်ကျွန်တော်ဆူတောင်းမယ်နော်အခုမှကျွန်တော်ဆူတောင်းမယ်နော်ကျွန်တော်တို့ဆူတောင်းမယ်နော်ဖခင်သခင်ရှိမှကျွန်တော်တို့ဆူတောင်းမယ်ဒါအားလုံးနော်ကျွန်တော်တို့ဆူတောင်းမယ်အသက်ရှင်တော်မူသောထာဝရဘုရားအာဗြဟံဘုရားဣဇက်ဘုရားယာကုပ်ဘုရားသခင်ကဘာနဲ့စကြဝဠာတစ်ခုလုံးကိုပိုင်တပြီးကိုရောဘုရားကိုယုံကြည်အားကိုးတဲ့သားသမီးတွေရဲ့လူမျိုးတွေပေါ်မှာကောင်းချီးပေးတော်မူသောထာဝရဘုရားကိုရောကိုယေရှုတင်တယ်တိဒီမ်ဇုံမီနဲ့ ZRA တို့လက်နက်ကင်တဲ့ဖွဲ့စည်းတွေအားလုံးပေါ်မှာကိုရောဘုရားသခင်ရဲ့တိုက်ရှင်သောဝိညာဉ်တော်ဟာဒါဝိနဲ့အတူရှိတကဲ့သို့သူတို့ကိုကောင်းချီးပေးပွားများစေတော်မူပါရန်သူတွေကိုခြေအောက်မှာထားလျက်အောင်မြင်ရသောအခွင့်နဲ့တိုက်ရှင်သောဝိညာဉ်တော်အဖြစ်ကောင်းချီးပေးပါတယ်ယေရှုနာမ၌ကောင်းချီးပေးပါတယ်အာမင်နော်တိတိလူမျိုးတွေပေါ်မှာဇုံမီတွေပေါ်မှာ ZRA ပေါ်မှာနော်ဖျားသခင်ရဲ့တိုက်ရှင်သောဝိညာဉ်တော်ဟာနော်သူတို့ကိုကောင်းချီးပေးမှာဖြစ်တယ်ဒါဆိုတော့ CNF တို့နော်ဘာတော့ညာတော့တွားပြီးတွားမတိုင်းနဲ့တွားပြီးဖိန်မရနဲ့ ZRA ကိုတွားပြီးတွားမတိုင်းနဲ့ခမရတို့ပဲအလောင်းနဲ့ပြန်လာမှာနော်တွားမလုံးနဲ့နင်တို့တွေကလူကိုဓမြတိုက်လူတွေကိုမရင်းချစ်မဟုတ်ကလှုပ်ပြီးတော့မှနင်တို့နဲ့ဖျားတူပါမရှိဘူးစစ်အာဏာရှင်ကိုတွားတိုက်ရလဲနင်တို့ပဲရှုံးမှာနော်အခုနေမှာ CNF ဖျားတခင်အတူပါမရှိဘူးဒါရခဏထားဆိုတော့အဲ့ဒီကျွန်တော်အချိန်မရှိဘူးနော်အလုံးလုံးတဲ့အတွက်ကြောင့်အချိန်မရှိဘူးကျမ်းစာကိုကျွန်တော်ဖတ်မယ်ဟေရှာယ55ကိုကျွန်တော်ပြီးအောင်ဖတ်မယ်ပြီးမှဆာလံကျမ်းကိုကျွန်တော်ဖတ်မယ်နော်ဘယ်နှမိနစ်ကြာမလဲတော့ကျွန်တော်မသိဘူးကဲကျွန်တော်ဖတ်မယ်1 2 3အိုရေငတ်တော်သူအပေါင်းတို့ရေရှိရာတို့လာကြလောငွေမရှိတော်သူတို့လာကြဝယ်၍စားတော့ကြလောငွေမပါပဲအဖိုးကိုမပေးပဲလာ၍စပြည့်ရည်နဲ့နှုတ်ကိုဝယ်ကြလောအစာမဟုတ်သောအရာအဖို့တင်တို့အဖို့ကို၎င်းအမွတ်မပြေနိုင်သောအရာအဖို့တင်တို့ဥစ္စာကို၎င်းအဘယ်ကြောင့်ကုန်စေတနည်းငါစကားကိုစစ်နားထောင်လျက်ကောင်းသောအစာကိုစားကြလောတင်တို့၏စိတ်ဝိညာဉ်သည်ချိုသောအရာတို့၌မိမိတို့မွေ့လျော်စေလိမ့်မည်နူးညံ့သောနားနှင့်ငါထံသို့လာကြလောနားထောင်ကြလောတို့ပြုလင်တင်တို့၏ဝိညာဉ်သည်အသက်ရှင်လိမ့်မည်ငါသည်လည်းတင်တို့နှင့်ထာဝရပရိညင်ပြု၍ဒါဝိဒ်၌မြင့်မြတ်သောကျေးဇူးတော်ကိုတင်တို့အားပေးမည်ကြည်ရှုလောသူတို့ဥစ္စာ
ဥပဇေစီယာဖြစ်စေခြင်းငါစီရင်အုပ်ဆိုးသောအရှင်ဖြစ်စေခြင်းငါ၎င်းလူမျိုးတို့အားငါပေးပြီကြည့်ရှုလောတင်းဒီမတိဘူးသောလူမျိုးကိုခေါ်လိမ့်မည်နော်ဒီဟာဇက်ဇုံမီတွေကဖယားကိုအယားမဲ့ဆွဲကင်တဲ့ခါမှာဩစတြေးလျနော်ဝေးကနေဒါ US တို့နေရအနားမှာသူတို့ရောက်သွားရင်လေသိရမလားသူတို့ကပညာရှိတဲ့အများကြီးပေါက်ဖွားမယ်လူတော်လူကောင်းတွေအများကြီးပေါက်ဖွားမယ်ပြီးတော့ဘယ်လိုပြောမလဲလူတွေကမတိနိုင်တဲ့နော်ပညာတွေမှာသူတို့ကိုဖျားသခင်ကထည့်ပေးထားတယ်နော်ချင်းလူမျိုးတွေထဲကနဲ့နော်ပညာရှိတွေအများကြီးဇုံမီတွေထဲကနဲ့ပေါက်ဖွားမယ်ဒါဖျားသခင်ကသူတို့ကိုကောင်းချီးပေးတာဖြစ်တယ်ဟေရှာယ55နော်ဘာညာလာမလုံးနဲ့ကဲထပ်ဖတ်မှာကြည့်ရှုလောတင်းဒီမတိဘူးသောလူမျိုးကိုခေါ်ကြလိမ့်မည်တင်းကိုမတိဘူးသောလူမျိုးတို့တည်လဲတင်းဤဖျားသခင်ထာဝရဖျားဤတီလာအမျိုးဤတိုက်ရှင်သောဖျားကြောင့်တင်းထံသို့ပြေးလာကြလိမ့်မည်ထိုဖျားသည်တင်းဤဘုံကိုပွင့်စေတော်မူမည်တဲ့ဖျားကသူတို့ကိုကောင်းချီးပေးမယ်လူတွေမတိနိုင်သောပညာကိုဖျားတကယ်ထည့်ပေးတဲ့ခါမှာအင်္ဂလိပ်အဖြူအမဲချင်းနေရာမှာစသူတို့ကိုနော်အယမ်းမဲဟိုရင်ပါလဲအော်ဆိုအဖြစ်ဘာလဲဖူးမြော်လာမယ်ဘာဖြစ်လို့လဲဆိုဖျားကသူတို့ရဲ့ဘုံကိုပွင့်စေတာဖြစ်တယ်နော်ကောင်းနားထောင်ကောင်းနားထောင်ဒါဟာဒီအာလန်ကိုဘာဖြစ်လို့ကျွန်တော်ကင်ပြီးတော့မှကျွန်တော်ဆူတောင်းတယ်လေဘာဖြစ်လို့ဒီအာလန်ကိုကင်ပြီးတော့မှဒီလိုပြောတယ်လေဆိုလို့ရှိရင်ဖယားသခင်ကျွန်တော်ဆူတောင်းတဲ့ချိန်မှာဒီကိစ္စနဲ့ဖွင့်ပြပြီးသားเนาะကျွန်တော်ရှင်းလင်းမြင်ပြီးသားเนาะဆိုတော့တွေးနိုင်သည့်ကာလထာဝရဘုရားကိုရှာကြလောနီးတော်မူသည့်ကာလတွင်ဆုတောင်းပတ္ထနာပြုကြလောသို့သောသူသည်မိမိလက်ကိုမတရားသောသူသည်မိမိအကြံစီကိုစွန့်ပယ်၍ထာဝရဘုရားထံတော်သို့ပြောင်းလဲပါစေတိုးပြုလင်တနာတော်မူလိမ့်မည်ငါတို့ဘုရားသခင်ထံတော်သို့ပြောင်းလဲပါစေတိုးပြုလင်အထူးသဖြင့်အပြစ်ကိုလွှတ်တော်မူမည်ထာဝရဘုရားမိန့်တော်မူသည်ကငါ၏အကြံစီသည်တင်တို့၏အကြံစီနှင့်မတူငါ၏အကျင့်သည်လည်းတင်တို့၏အကျင့်နှင့်မတူမိုးကောင်းကင်သည်မြေကြီးထက်တာ၍မြင့်တကဲ့သို့ငါ၏အကျင့်သည်လည်းတင်တို့၏အကျင့်ထက်ငါ၏အကြံစီသည်လည်းတင်တို့၏အကြံစီထက်တာ၍မြင့်၏မိုးရေနဲ့မိုးပွင့်တို့သည်မိုးကောင်းကင်မှဆင့်သက်၍နောက်တစ်ဖန်မပြန်မြေသည်မျိုးစစ်ကျဲသောသူကိုမျိုးစစ်ကို၎င်းအစာစားသောသူဟာအစာကို၎င်းပေးမည်အကြောင်းမြေကိုဆိုစေသဖြင့်အပင်ပေါက်စေ၍အတီးကိုတီးစေတကဲ့သို့ထိုတူငါ၏နှုတ်ကပတ်တော်စကားသည်ဖြစ်လိမ့်မည်အကျိုးမရှိဘဲငါထံသို့မပြန်ရငါ၏အလိုကိုပြည့်စုံစေမည်ငါစီခမ်းသောအမှု၌အောင်လိမ့်မည်ငါပြောမယ်ဒီမှာနားထောင်ဖယားသခင်ကဒီဇုံမီတွေကိုနော်ဖယားသခင်ကိုချစ်တဲ့နေရာမှာယူမူနဲ့တကယ့်ကိုဖယားသခင်ကိုသူတို့ကဆွဲကင်တဲ့ခါမှာသူတို့ရဲ့ဆွေရှင်မျိုးဆက်သားသမီးတွေကိုကောင်းချီးပေးတာတချို့လူတွေကဒီဇုံမီတွေကဘာဖြစ်တယ်ညာဖြစ်တယ်လာမလုံးနဲ့သူတို့ရဲ့နောက်ွယ်မှာဘသူရှိလဲဆိုတာတေချာကြည့်အခုဣတီယေလကိုဟာမတွေကနော်ဒီအီရန်တွေကအမျိုးမျိုးသူတို့တွေကပိုးခတ်တဲ့ IS တွေကပိုးခတ်တဲ့တိလေးလူမျိုးတိဘာမဟုတ်ဘူးလို့သူတို့ကထင်တယ်နောက်ွယ်မှာဘသူရှိလဲဆိုတာသူတို့မမြင်နိုင်ဘူးဒီဟာအခုလက်ရှိဒီနေ့ကနစားပြီးဇုံမီတွေဟာနော်ဒီဩစတြေးလျနော်ဝေးကနေဒါနေရာအနှံ့မှာဖျားသခင်ကသူတို့ကိုမဆာကောင်းကြီးပေးမှာသူတို့သားသမီးတွေဟာအများကြီးသူတို့ကောင်းကြီးခံစားလာမှာဖြစ်တယ်နော်ဒါဒီဟာဖျားသခင်ရဲ့ prophet ဖျားသခင်ရဲ့နှုတ်ကပတ်တော် prophet ဆိုတာဖျားသခင်နဲ့အဆက်ရှိတဲ့လူဖျားသခင်နဲ့ကျွမ်းဝင်တဲ့လူတွေမှာဖျားသခင်ကသူတို့ကိုစကားပြောတာဖြစ်တယ်ဘာရေဗရန်ရဲ့ဒေါက်တာရဲ့လာမလုံးနဲ့ရေဗရန်နဲ့ဒေါက်တာတွေဘွဲတွေအများကြီးယူထားပြီးဖျားသခင်နဲ့အချိတ်ဆက်မရှိတာတွေဒါတွေငင်းဝိစရာမကောင်းဘူးနော်ဆိုတော့ကဲဒါကျွန်တော်ဘယ်ရောက်သွားပြီလဲမသိတော့ကဲထပ်ဖက်မှနော်
တင်တို့ဒီဝမ်းမြောက်သောစိတ်နဲ့ထွက်၍ချမ်းသာစွာပို့ခြင်းကိုခံရလိမ့်မည်နော်တောင်ကြီးတောင်ငယ်တို့ဒီလည်းတင်တို့ရှေ့မှာတခြင်းဆူတန်နဲ့ကြွေးကြော်၍တောင်ရှိသမျှသောအပင်တို့ဒီလက်ခုပ်တီးကြလိမ့်မည်တောင်ဆိုတာဘာကိုပြောတာလဲအင်အားကြီးတဲ့အခုဇုံမီထက်အင်အားကြီးတဲ့လူမျိုးတွေငါတို့လူမျိုးမှလူမျိုးกว่าဆိုပြီးတော့မှလူမျိုးအင်အားကြီးတဲ့လူမျိုးတွေထက်နော်ဒီအင်အားကြီးတဲ့တခြားဖျားသခင်ကိုဂယုမဆိုင်ပြီးဖျားသခင်ကိုဂယုမဆိုင်ပဲမိမိစိတ်နဲ့နော်မိမိပညာငွေရေးကြီးကိုအားကိုးတဲ့တချို့ပညာရှိလဒတွေကအဲ့ဒီဇုံမီတွေကိုသူတို့မြင်တိုးတက်အောင်မြင်တာကိုမြင်တဲ့အခါမှာဝိုင်းပြီးလက်ခုပ်တီးပေးကြမယ်ဆိုတာကိုဒီမှာနှုတ်ကပတ်တော်ကဖော်ပြထားတာဖြစ်တယ်ဒါကိုကောင်းကောင်းဆင်ခြင်ကြပါအမျိုးမျိုးသောစူးပင်အရာ၌ထင်းရှူးပင်သူမိုရတူးပင်တို့သည်ပေါက်ကြလိမ့်မည်ထိုအမှုသည်ထာဝရဘုရားရှေ့တော်၌အောက်မေ့ဖို့ရာမပြောက်မပြတ်သောထာဝရဘုရားထာဝရဘုရားအတရေတက်တည်ဖြစ်လိမ့်မည်ထာဝရဘုရားတက်တည်ဖြစ်လိမ့်မည်တဲ့ကဲဒီမှာဘုရားသခင်ကအခုဒီနေ့ကျွန်တော်ပြောတာနော်မှတ်ထားနေ့ရက်တွေလဲကောင်းကောင်းမှတ်ထားဒီဘုရားသခင်ကဒီဇုံမီတွေကိုကောင်းကြီးပေးမဆလာတဲ့ခါမှာနေရအနက်အခုကြည့်ငယ်ငယ်လေးအခုမနေ့ကသူတို့အိမ်တချို့အိမ်တွေကျွန်တော်တွားတာသူတို့သားသမီးတွေ9နှစ်ပဲရှိသေးတယ်ဒရမ်တီတာအယမ်းကျွမ်းကျင်တယ်ဒါလည်းပညာပဲနော်ဆိုတော့မျိုးစစ်ပိုင်းပညာရည်ချင်းပိုင်းဆိုင်ရာနော်တဲ့အစိုးရကဏ္ဍတီးမှာဖျားသခင်ကသူတို့ကိုတာ၍မဆလာမှာဖြစ်တယ်ဖျားသခင်ကဒီဇုံမီလူမျိုးနွယ်စုတွေပေါ်မှာပေးတဲ့ကောင်းကြီးမင်္ဂလာဗိတ်သိက်ဟာလူတကာကမြင်တဲ့ခါမှာနော်ဝိုင်းပြီးတော့မှလက်ခုပ်တီးကြမှာဖြစ်တယ်ဟေရှာယထဲမှာ55မှာအကုန်လုံးပြောထားပြီးပြီဒါ10ခေါက်လောက်လာဖက်လိုက်နော်ဆိုတော့ဆာလံ61နော်ဆာလံ61ကိုကျွန်တော်ထပ်ဖက်မှာဖြစ်တယ်အမြင့်ဆုံးသောထာဝရဘုရား၌ဌာနတော်၌နေရာချတော်သူသည်အနန္တတကုရှင်အရေးကိုခိုရလိမ့်မည်ထာဝရဘုရားသည်ငါခွန်လွန်ရာငါ၏ရက်တိုက်ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏အကယ်စစ်မုတ်ဆိုး၏ကြိုးကွင်းနဲ့၎င်းတေတက်သောအနာနဲ့တင့်ကိုကင်းလွတ်စေတော်မူမည်အတောင်တော်အဖုံးနဲ့အတောင်တော်အမွေးနဲ့ဖုံးအောင်တော်မူ၍အတောင်တော်အောက်၌တင်းသည်လုံခြုံစွာနေရလိမ့်မည်တစ္ဆာတော်သည်တင်းဒိုင်းလွှတ်ဖြစ်လိမ့်မည်ညအခါဖြစ်တတ်သောဘေးကို၎င်းနေ့အချိန်၌ပြည့်သောမြားကို၎င်းမှောင်မိုက်၌လဲတတ်သောကာလနာကို၎င်းမွန်းတဲ့အချိန်၌ပြည့်စည်တတ်သောဥပံကို၎င်းတင်းသည်မကြောက်ရတင်းအနားမှာလူ1000တင်းလက်ရဖက်မှာလူ1000လဲတော်လဲတင်းကိုမထိခိုက်ရတင်းသည်ကိုမျက်စိနဲ့ကြည့်ရှု၍မတရားသောသူတို့ကိုရောက်ရသောအပြစ်ကိုမြင်ယုံများသာရှိလိမ့်မည်ထာဝရဘုရားသည်ငါခွန်လွန်ရာဖြစ်တော်မူသည်ဟုတင်းသည်ဆို၍အမျက်ဆုံးသောဘုရား၌နေရာချသောကြောင့်တင်း၌မကောင်းသောနိဋ္ဌာယုတ်မကတ်မရောက်ရကျွန်တော်ပြောမယ်ဖယားသခင်ကိုယုံကြည်အားကိုးဆွဲလန်းတဲ့ခါမှာသူတို့ဘေးနားမှာလူတွေဘလောက်ပဲတီဘလောက်ပဲပြည့်စည်ကာလနာဘလောက်ပဲရောက်ဒီလူတွေဖယားဘယ်တော့မှအဲ့ဒီဘေးဆိုးတွေကဘယ်တော့မှသူတို့ကိုမထိခိုက်နိုင်ဘူးဒါဖယားစကားနော်ဖယားစကားဆိုတော့ဒီဆာလံ61နဲ့ဟေရှာယ55ကိုဒီမှာဒီဇုံမီရှင်းလူမျိုးတွေထဲမှာဇုံမီတွေကိုဖျားသခင်ကဆက်လက်ပြီးသူတို့ရဲ့မျိုးနွယ်စုနော်နေရာအနှံ့ရှိတဲ့နေရာရောက်တဲ့နေရာတိုင်းမှာဖျားချင်သူတို့ကိုကောင်းချီးပေးမှာဖြစ်တယ်ကျွန်တော်ထပ်ပြောမယ်လက်နက်ကင်နေ CNF ပြဿနာရှာတဲ့ CNF တွေဇုံမီတွေကိုဖင်ရပြီးတွားမလုံးနဲ့ကျွန်တော်ပြောမယ်နံပါတ်1 CNDF CNO ကိုလည်းဖင်ရပြီးတော့မတွားမလုံးနဲ့ခမရဟာခမရကောင်းကောင်းနေမနေရင်တော့နော်အဲ့လိုမျိုးဖင်ရပြီးတွားမလုံးနဲ့ခမရပဲနာမှာဖြစ်တယ်ကျွန်တော်ပြောချင်တာကအခုနေမှာနှုတ်ကပတ်တော်တမန်တရားနဲ့တီဆောက်ထားတဲ့
ZRA တတ်မှတ်တော်ဟာဘယ်ကောင်မဲလာတိုက်ခိုက်ဘယ်လူမျိုးဘယ်ကောင်မဲဘလို့ဖြစ်တဲ့ဟိုလိုဖြစ်တဲ့အမျိုးမျိုးပြောနေပါစေဖယားတခင်ဟာတူတို့နဲ့တူပါရှိတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဟာဇုံမီတော့မဟုတ်ဘူးဒါပေမဲ့ဖယားကိုယုံကြည်တဲ့လူဖြစ်တဲ့အတွက်ကြောင့်ဖယားနဲ့အတူတွားတဲ့လူတွေမှန်သမျှကိုကျွန်တော်လက်ခံတယ်သူတို့နဲ့ယက်တည်တယ်ဒါဖယားတခင်နှစ်သက်တဲ့လမ်းစဉ်ပဲပြည်သူလူထုတွေမမဲအကောင်းဆုံးယက်တည်တဲ့လူမျိုးတွေဖြစ်တယ်ဆိုတော့နောက်ဆုံးနော်ကျွန်တော်အာဗြဟံကောင်းကြီးဣဆာကောင်းကြီးယာကုပ်ကောင်းကြီးဟာနော်သူတို့လူမျိုးနွယ်တွေစုတွေပေါ်မှာတက်ရောက်တာဖြစ်တယ်ဂျေဇုတင်တယ်ဒီမှာနော်သူတို့ရဲ့အာလံကိုကျွန်တော်ကောင်းမွန်စွာဖြင့်နော်မှားထားတာဖြစ်တယ်ဒါဟာကျွန်တော်တင်ထားမယ်နော်ဒီဟာကျွန်တော်ဆူတောင်းတဲ့ချိန်အာလံကိုဘေးနားမှာချိတ်ပြီးတော့မှကျွန်တော်အပေါ်ထက်ကျွန်တော်ဆူတောင်းတဲ့ချိန်မှာဘေးနားမှာချိတ်ပြီးတော့မှကျွန်တော်ပုံမှန်ဆူတောင်းတာဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ဒီဟာကိုနော်လိုက်လဲနဲ့ကျူးဆာနဲ့နော်ကျွန်တော်ရှိရောက်အောင်လာပို့ပေးတဲ့နော်ကျွန်တော်ရဲ့အကိုကြီးမိုးဆက်ပေါကိုလည်းအယမ်းမဲ့ကျေးဇူးတင်တယ်နော်မိုးဆက်ပေါကစေတနာရှိနဲ့ကောင်းမွန်ရှာပြီးတော့မှလာပို့ပေးတာဖြစ်တယ်နော်ဒီမှာဖယားတခင်ရဲ့နော်ကောင်းကြီးပေးတဲ့လူမျိုးတွေရဲ့အာလံဖြစ်တယ်ဣတိယေလအာလံရှိသေးတယ်နော်နောက်ပြီးရင်နော်လာမယ်ဖယားကိုအားကိုယုံကြည်တဲ့နှစ်တဲ့ဖယားအလူကြနှုတ်ကပတ်တော်အတိုင်းနော်တွားတဲ့လူမျိုးတွေကတော့ဘယ်တော့မှဖယားတခင်ကနော်သူတို့ကိုနောက်ဖြန်ထားမှာမဟုတ်ဘူးဆိုတာမှတ်ထားပါအခုကျွန်တော်နိုင်ငံကြီးကြောင်းပြောနေတာမဟုတ်ဘူးနော်နှုတ်ကပတ်တော်ကြောင်းဖယားတခင်ဖော်ပြတဲ့အကြောင်းကိုကျွန်တော်ပြောတာဖြစ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ် Okay thank you နောက်မှကျွန်တော်တို့ပြန်တွေ့မယ်နော်ဆိုတော့ကျွန်တော်တို့တွေနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကပျော်ရွှင်ဘယ်သူမှဆိုပျော်ရွှင်နေကြပါဖယားကိုအားကိုးပါပြီးရင်ဖယားသခင်ရှိမှဆုတောင်းကြပါမမှန်ကန်တဲ့အရာတွေကိုမမှန်ကန်ဘူးလို့ပြက်သားပြောပါဟိုဇဝေဇဝါလိုမနေပါနဲ့အပြက်လော်နော်ရက်တီကြပါဆိုတော့လောက်ရမဲ့အလုပ်တွေကိုဒီဇိုင်းမဲ့လောက်ကြပါဖယားကိုအားကိုးကြပါကျွန်တော်ဒီ US နိုင်ငံမှာနေတဲ့ခါကျတော့ဒီ US နိုင်ငံမှာဖယားကိုမယုံကြည်ဘဲနဲ့ပေါက်ကရအလုံးတာကောင်းပါတယ်ဖယားကိုပထမနေရာမှာမထားဘဲနဲ့ဒေါ်လာတွေကြီးပဲဥထိတ်ထားပြီးတော့မှနင်းကရှာနေမယ်ဆိုလို့ရှိရင်တော့ဒီမိသားစုဟာ2 နှစ် 3 နှစ်ဒေါ်တွင်းမှာနော်ပြိုလဲနိုင်တယ်ဆိုတော့ဝိညာဉ်ရေးရာဇာတိရေးရာကိုခန္ဓာပန်းဆိုင်ရာဆိုတော့ဖယားသခင်ကိုဘာမဆိုကျေးဇူးတော်ချီးမွမ်းပါယုံကြည်ပါနေ့ရက်စဉ်တိုင်းဖယားသခင်ကိုအားကိုးပါလူကိုခန္ဓာထဲမှာကြောက်ကတ်တစ်ခုဟာဒေါ်လာနဲ့1000နဲ့မှ2000ရှိတယ်တင်းရဲ့အသက်တွေအသေးတွေကလီစာတွေကြောက်ကတ်တွေနားတွေမှာစဖယားသခင်ကတင်းကိုကောင်းကြီးပေးမဆကောင်းကြီးပေးပြီးတော့မှမနဲ့နိုးထနိုင်ရတော့အခွင့်ညအိတ်နိုင်ရတော့အခွင့်ကိုပေးတဲ့ပုံမှာနေ့ရက်စဉ်တိုင်းဖယားနဲ့တူပါတွားပါဒါဖယားသခင်နှစ်သက်ဆုံးသောအရာဖြစ်တယ်နောက်ထပ်အနေနဲ့ကျွန်တော်ပြောချင်တာကဒီကနေ့မဝါကြွားပါနဲ့မလိမ်ပါနဲ့မခိုးပါနဲ့မတရားပဲသူများရဲ့ပစ္စည်းတွေကိုမတတ်မှတ်ပါနဲ့နော်ပြီးတော့နောက်ဆုံးအနေနဲ့ထပ်ပြောချင်တာကမိမရပြီးသားလူတွေ US နိုင်ငံမှာငါပြောတာနော် US နိုင်ငံမှာမိမရပြီးသားဖခင်တွေသူများမိမတွေကိုမမက်မောပါနဲ့နော်မလို့ပါနဲ့သူများသားမယားတွေကိုမမက်မောပါနဲ့နော်ဘာလဲညင်ညူးတဲ့စိတ်ဓာတ်တွေမဝင်ပါနဲ့ကိုမိသားစုကိုတေချာချစ်ကိုမိသားစုကိုတေချာကြည့်ရှုကိုမိသားစုကိုတေချာလေး
ဖျားတရားနဲ့နှုတ်ကပတ်တော်နဲ့တေချာလေးဥဆောင်ပြီးတွားပါနံပါတ်2ယောက်ျားရှိပြီးသားမိန်းမတွေလဲနော်ဖျားကိုယုံကြည်ပါကိုယောက်ျားကိုနော်လေးစားပါကိုယောက်ျားကိုလေးစားပါဖျားကိုအားကိုးပါနော်ဒီဇိုင်းမဲ့နဲ့နေပါအလုပ်တွေထဲမှာနှာဘူးတွေမထနဲ့ယောက်ျားတခြားယောက်ျားတွေ့ရင်တစ်မျိုးဟိုယောက်ျားတွေ့ရင်တစ်မျိုးနှာဘူးမထနဲ့ကိုပေးထားတဲ့အင်ထောင်မိသားစုဖျားသခင်ရဲ့ပေးထားတဲ့မိသားစုလေးကိုဒီဇိုင်းမဲ့နဲ့ကောင်းကောင်းလေးနဲ့ရှိတဲ့ဟာလေးနဲ့နော်ဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းပြီးတော့မှဘာလဲညင်ညွန့်လေးနဲ့ပျော်ပျော်ဆွန်းဆွန်းလေးနဲ့အသက်ရှင်ကြပါနော်ဒီနေ့မှာနှာမိမယောက်ျားတွေအင်ထောင်ကြပြီးသားလူတွေနော်မိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်တချို့လူတွေနှာဘူးထတဲ့လူတွေဖောက်ပြန်တဲ့လူတွေများတယ်ဒါဘာကြောင့်လဲဆိုရင်တော့ဘောဒကဲမဖြစ်တဲ့တင်းအုပ်စီယာတွေပါစတာတွေအပြင်ပန်းတရန်တိုးရီခြုံနဲ့ရင်ပါလဲတောခွေးတွေများတယ်ဒါကြောင့်မို့လို့နှုတ်ကပတ်တော်ကိုနှုတ်ကပတ်တော်တိုင်းခမည်းရဲ့လက်ထဲမှာရှိတယ်ဖျားသခင်ဟာအီမန်နွယ်တင်တဲ့အတူပါရှိတာဖြစ်တယ်ဖျားသခင်နဲ့နေရဲ့စင်တန်းသွားပါဒါဟာအရေးကြီးတယ်လူတွေထောက်ခံမခံအားပေးမပေးချီးမွမ်းတာမချီးမွမ်းတာအရေးမကြီးဘူးဖျားသခင်နဲ့တူပါသွားပါနော်ဖျားသခင်နဲ့အတူပါသွားပြီးတော့မှမှန်ကန်တဲ့လူတွေနော်ဖျားသခင်ကိုချစ်တဲ့လူတွေမှန်တယ်မြဖျားသခင်ကအကောင်းကြီးပေးမှာဖြစ်တယ်ဒါဟာနှုတ်ကပတ်တော်မှာရှိပြီးသားဒီချိန်ဒီနေ့ထိလက်တွေ့ခံစားနေရတာနော်ဟုတ်တယ်အယံပျော်စရာကောင်းတယ်ကျွန်တော်တို့တွေကဒီမှာကြည့်ပြောစရာရှိတာပြောတယ်ဘယ်ကောင်းဘယ်ဝါမှကျွန်တော်မကြောက်ဘူးကိုလုပ်ငန်းနဲ့ကိုအေးစစ်လုပ်တယ်ဟောစရာရှိရင်ဟောပလိုက်တယ်နော်ပြောစရာရှိရင်ကျွန်တော်ပြောတယ်ဖျားသခင်ကျွန်တော်တို့နဲ့တူပါရှိတယ်ဒီကိစ္စနဲ့ဘယ်ကောင်းဘယ်ဝါမှမျက်နှာမလိုက်ဘူးဘယ်ဒေါက်တာမှမျက်နှာမလိုက်ဘူးနော်ဆိုတော့ဘာပဲဖြစ်ဖြစ်တချို့လူတွေကဒီကနည်းနည်းဘာညာကွီကွာပြောနေရင်လည်းဘလို့ပဲပြောဘလို့ပဲသူတို့ကျွန်တော်တို့ကိုတိုက်ခိုက်ကိစ္စမရှိဘူးနော်အခုကျွန်တော်ဒီနေ့မနေ့မှာပြောတဲ့ထဲမှာနိုင်ငံကြီးအကြောင်းမဟုတ်ဘူးနှုတ်ကပတ်တော်အကြောင်းဖြစ်တဲ့ဖျားသခင်ကကောင်းကြီးပေးတဲ့လူမျိုးတိဇုံမီတွေအတွက်ကိုကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့ခရိယာန်တွေအတွက်ပဲဖြစ်တယ်နောက်ထပ်နိုင်ငံကြီးအကြောင်းတွေပြောမယ်ဆိုလို့ရှိရင်မြန်မာပြည်သားတစ်ခုလုံးလူစုပြီးတော့မှကျွန်တော်ပြောရမယ့်ချိန်ရောက်လာပါလိမ့်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်